တော့လည်းဘာလို့တပင်းနဲ့ဆိုသူ့ရဲ့တပင်းဖတ်ဆိုင်ပေါ့နော်ဖတ်ဆိုင်တော့ဘာလို့နေကြလဲဆိုတော့စာမီလို့လည်းကေးလို့လည်းကေးနဲ့ကွန်ပျူတာတပင်းဖတ်တယ်လို့ဒါစတစ်ဂရန်ထည့်ရတယ်ပေါ့နော်စတစ်ဂရန်ထည့်ပြီးလို့ဒီကတော့သူ့ standard ကတော့ဒီ association နဲ့ပါတယ် association နဲ့ပါတယ်စတစ်ဂရန်နဲ့ဒီကတော့ concept feature research ပေါ့နော်အမွန်ဆိုင်ရတော့ပေါ်တယ်အခုတရားဘယ်လောက်လဲ96အားကြောင့်တရားမသုံးလားတရားလို့လည်းတော့ဒီရဲ့အခုချိန်ညညပြီးတော့အရသာခါးတဲ့ပြီးတဲ့အမှန်ရတာရတယ်ဒီချိန်နေသွားလို့ရှိရင်ပေါ်ပြီးရဲ့ကြော်ရင်းမှမပြောရတာတိတ်ပေါ့ဒီပေါ့နော်အဲ့ဒါဆက်ပြီးကြည့်ရတယ်ကျွန်တော်ကပီအတွက်အစ်စ်တော်သူပါပေါ့နော်ကော်ဖီဖြော်ဖို့အတွက်မဟုတ်ဘူးဒီ temperature ကော်ဖီဖြော်ဖို့အတွက်မဟုတ်ဒီ temperature ဒီ temperature အဲ့ဒါဒီကတော့ဒီမှာနေကြတယ်နားပါစားဒီကျွန်တော်တို့ကခုနကပြောလို့100 degree Celsius မှာဆို100ဆိုကျွန်တော်တို့က boiling point ရေစုမှတ်ဖြစ်သွားတယ်ရေစုမှတ်နဲ့ဖြော်လိုက်မယ်ဆိုလို့ရှိရင် coffee မှာကျွန်တော်တို့ကအရန်စုနေရတယ်အရန်ပူနေတာဖြစ်တဲ့အတွက် coffee နဲ့ထိတွေ့တဲ့အချိန်မှာ coffee ကိုတောင်ကျွမ်းမှုကအရန်ဘန်းဖြစ်သွားတယ်သူ့ရဲ့သတ်မှတ်တဲ့အနက်အရသာကိုအစစ်မှန်ကျွန်တော်မရနိုင်ဆိုပါတော့ကျွန်တော်တို့ကမီးများများနဲ့လုပ်လိုက်တဲ့အတွက်သူကကျွန်းသွားတယ်လို့ပေါ့နော် coffee မှာလည်းအဲ့ဒီပေါ်တရားတာသတ်မှတ်တဲ့96ကျော်သွားပြီးတော့ကျွန်တော်1 point ရောက်သွားပြီဆိုပေါ်ပြီးတဲ့အရသာအမှန်ကိုထွက်တော့အဲ့တော့သူ့ရဲ့အရသာကိုဒီစမ်းဖို့အတွက်အသိတော်လုံးကကျွန်တော်ရဲ့ analysis ကိုပြထားဒီ studies ပါဒီတော့အောက်တော့နော်အဲ့တော့ဆရာတန်နေနဲ့ကရှင်းပြတယ်ကျွန်တော်တို့လုံးဝမဲ့တတိလုံးဝမဲ့ထွက်တည်ရာ confident တူ site တူကိုလေ့ကြည့်တယ်တခုကိုကျွန်တော်ကျွေးခွက်နဲ့လုပ်ပြီးတော့နောက်တစ်ခုကိုကျွန်တော်တို့ကဖန်ခွက်နဲ့လုပ်တယ်ဒါမှမဟုတ်နောက်တစ်ခုကို stick ခွက်နဲ့လုပ်မယ်ဆိုလို့ရှိရင်အဲ့သုံးခုရဲ့ဟာကကျွန်တော်ကရှင်ပြီးစမ်းတဲ့အချိန်မှာတမျိုးတည်းတော့ရတာမတူနိုင်တော့ဘူး။အားကြောင့်လဲဆိုကျွန်တော်တို့ဒီ campaign လုပ်တဲ့အချိန်မှာသူကသူ့ရဲ့အချိန်လူရဲ့အချိန်အေးတဲ့ဒီသုံးခုကိုလည်းပဲပြောအောင်ထားပြီးစမ်းတက်တာဖြစ်တဲ့အတွက်အဲ့တော့ first site မတူဘူးဆိုပါတော့ကျွန်တော်တို့ကကျွေးခွက်ထဲမှာပူနေတော့အချိန်ကstick ခွက်ထဲမှာနည်းနည်းပြီးသွားတယ်ဆိုပါတော့အဲ့နှစ်ခုကအတူအချိန်တူတူမှကျွန်တော်စမ်းမယ်အချိန်မှာသူကဘူတမီစာထိန်းတာခြင်းမတူတာဖြစ်လို့အရသာမတူနိုင်တော့။အားကြောင့်ကျွန်တော်တို့ကစီကွက်နဲ့ဆန်းတဲ့ဒီကွက်ကြီးတွေပြင်တယ်။ဆန်ကွက်နဲ့ဆန်းတဲ့ဒီကွက်ကြီးတွေပြင်တယ်နော်။ဒီကွက်ကလည်းတောင်းနေတယ်။အများသောအားဖြင့်တော့ဒီကျွန်တော်စီကွက်နဲ့တော့ဒီလုပ်တဲ့အချိန်မှာသူ့ရဲ့ temperature ဟိုပါပေါ့နော်။ balance ဖြစ်နေတယ်လို့ပါ။ဒီကွက်ကအကောင်းဆုံး။ဟုတ်ဟုတ်ဟုတ်။ဒီရှိတော့အားကြောင့်ဒီကောင်ကဟိုတုံးတာလဲဆိုတော့ဒီ